ဟောထင်တဲ့ကျမရဲ့လက်ထပ်ထိမ်းများမှုဆိုတာလူကြီးချင်းစီစဉ်ပေးခဲ့တဲ့စီးပွားရေးအရာသဘောတူညီချက်တစ်ခုတက်ပါကျမတို့နှစ်ယောက်ရဲ့အဖိုးတွေကစစ်မြေပြင်မှာအတူဖြတ်တန်းခဲ့ကြတဲ့စစ်တငယ်ချင်းဟောင်းတွေဖြစ်လို့ဒီလိုမျိုးဂတိကဝတ်ပြုပြီးစစ်ဆက်ပေးခဲ့ကြတာဒါပေမဲ့တကယ်အမှန်တရားကဒီစစ်ဆက်ပွဲကကျမအတွက်မဟုတ်ခဲ့ပါဘူးရှမ်းမိသားစုက18နှစ်တိုင်တေချာပြုစုပြောထောင်ပြီးအချောတက်ပေးထားခဲ့တဲ့ရှမ်းလင်းလင်းအတွက်ပါကျမကတော့မွေးကလေးကမှားပြီးလဲခံလိုက်ရတဲ့သူတို့ရဲ့သွေးရင်းသားရင်သမီးရင်းပါကျမအသက်18နှစ်ယောက်မှသူတို့ကကျမကိုပြန်ရှာတွေ့ခဲ့တာနောက်ဆုံးတော့မင်းကိုရှာတွေ့ပြီးမင်းကငါတို့ရဲ့သမီးရင်းပါအဲ့ဒီတုန်းကသူနာပြုတယောက်ရဲ့အမှားကြောင့်ငါတို့တွေပွဲကွာခဲ့ရတာတဲ့အဲ့ဒီအချိန်တုန်းကကျမကမိဘမဲ့ဂီဟာမှာနေရတာပါသူတို့စိန်ခံကားကြီးနဲ့စိုက်မြိုက်ရောက်လာတာကိုမြင်တော့ကျမရဲ့ဘဝကြီးနောက်ဆုံးတော့အဆင်ပြေချုံးမွေ့တော့မယ်လို့ထင်ခဲ့မိတယ်ကျောင်းကခရဖို့အတွက်အမိုက်ပုံထဲမှာပစ္စည်းဟောင်းတွေလိုက်မရှာရတော့ဘူးပေါ့ကျမနေခဲ့တဲ့ဂီဟာကအရန်ဆင်းရဲတာမို့ကလေးတိုင်းကျောင်းတက်ခွင့်တောင်မရကြဘူးဒါပေမဲ့သူတို့စီကနေနောင်တရတာမျိုးဒါမှမဟုတ်ဆုံးရှုံးသွားတဲ့အချိန်တွေအတွက်ပြန်ပေးဆက်ချင်တာမျိုးလုံးဝမရှိပဲအေးဆက်ဆက်လစ်လူရှုမှုတွေကိုပဲခံစားခဲ့ရတယ်။ငါကြောင့်တက်ခွင့်ရရင်ပဲတော်ပါပြီလို့ကိုဖြေသိမ့်ခဲ့ရတယ်။သူတို့ကအဲ့ဒီသမီးအတူလင်းလေးရဲ့မိဘတွေဆုံးသွားပြီးမို့သူ့ကိုအပြင်ကိုမနှင်ထုတ်နိုင်ဘူးလို့ဆိုတယ်။ဒါပေမဲ့ကျမတို့နှစ်ယောက်အပေါ်သူတို့ဆက်ဆံပုံကတော့မိုးနဲ့မြေလိုကွာခြားခဲ့တာကျမကအဲ့ဒီအိမ်ရဲ့ဒုတိယသမီးတော်လို့မခံစားရပဲအိမ်ဖော်ရဲ့ကလေးလိုပဲခံစားခဲ့ရတယ်။ကျမမိဘတွေကကျမကိုဒီလိုစီစဉ်ထားတဲ့အိမ်အောင်ရေးတဲ့အတင်းတွန်းပို့မှပဲအမှန်တရားကိုသိလိုက်ရတာရှန်လင်းလင်းဘေးနားမှာအမြဲရှိနေတတ်တဲ့အဲ့ဒီရုပ်ချောလူငယ်လေးကပြင်းထန်တဲ့ကားအက်ဆီဒင့်တစ်ခုဖြစ်ခဲ့တဲ့သူ့ရဲ့ခြေထောက်ကဘယ်တော့မှအကောင့်အတိုင်းပြန်မဖြစ်နိုင်တော့ပဲတစ်သက်လုံးခြေတော့နဲ့ဖြစ်သွားလိမ့်မယ်လို့သူတို့ကပြောကြတယ်ရှန်လင်းလင်းကတော့လူစင်မမီတဲ့သူတယောက်ကိုလက်ထက်ရမှာထက်တေးလိုက်တာကမှပိုကောင်းမယ်ဆိုပြီးငိုယိုအော်ဟစ်နေခဲ့တာကြောင့်ဒီဝင်ထုတ်ဝင်ပိုးကကျမပခုံးပေါ်ကြားရောက်လာခဲ့တာပါကျမညင်းဆိုလို့ရခဲ့ပေမဲ့နေအောင်အောက်မှာအရန်ကိုတောက်ပပြီးခန့်ညားလွန်းတဲ့သူ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာတော့တခုခုကကျမကိုဆွဲဆောင်သွားခဲ့တယ်လို့ပါပဲဘာလုံးမိလို့လုံးမိမှန်းမသိခင်မှာပဲကျမသဘောတူလိုက်မိတယ်အဲ့ဒီတုန်းကကျမအသက်က20ပဲရှိသေးတာဒုတိယနှစ်ကျောင်းသူဘဝကိုစတင်ရတော့မယ့်အချိန်မှာကျမမိပါတော့အေကကျောင်းကနေခဏနာခိုင်းခဲ့ကြတယ်ကျမအိမ်အောင်ပြုတ်ခဲ့တာအရန်ငယ်လွန်းပါသေးတယ်သူနဲ့ဆောက်ရတဲ့နေ့မှာသူလုံးဝပေါက်ကွဲသွားခဲ့တယ်ထွက်သွားဆန်းရှန်လင်းလင်းကိုသွားခေါ်ခဲ့တယ်ဒါပေမဲ့ရှန်လင်းလင်းကတော့သူမမိဘတွေပေးထားတဲ့ဘန်ကတ်အမဲကြီးကိုကင်ပြီးနိုင်ငံခြားမှာကျောင်းတက်နေပြီလေရှန်မိသားစုရဲ့စီးပွားရေးကဟောမိသားစုအပေါ်မှာမိခိုနေရတာပါရှန်လင်းလင်းကခြေမတန်တဲ့သူကိုလက်မထပ်နိုင်ဘူးလို့ညင်းပေမဲ့မိသားစုနှစ်ခုကြားကဆက်ဆံရေးကိုတော့တယောက်ယောက်ကထိန်းထားပေးဖို့လိုအပ်နေတာကြောင့်ကျမကိုဒီဇလန်နဲ့အတင်းထည့်လိုက်ကြတာပဲ